ကဲကျွန်တော်မိတ်ဆွေများဒီတစ်ခေါက်လာမှာတော့ကြာတာပရိတောက်ကြ2ရက်ထဲမှာเนาะဒီ2ရက်ထဲအတွက်ကို3ဝက်ထဲမွေးရမယ် site တအားလှလို့လာပြပေးပြီပေါ့နော်ကြာတာပရိတောက်ကြဒီ2ရက်စာမှာ3ဝက်ထဲမွေးရမယ် site ကလေးเนาะအဲ့ဒါလေးလာပြပေးတာဆိုတော့ကဲဇာတ်ကိုလည်းအရင်ချမယ်ပေါ့နော်အရင်ချမယ်ကဲဇာတ်လေးချပြီးပြီဆိုတာနဲ့ကျွန်တော်တို့စပြီးတော့ပြမယ်ပေါ့နော်အရန်လွယ်တယ်ဗီဒီယိုကလည်းအရန်ရှည်မှာမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ like and share လေးနဲ့တစ်ချက်ကူညီသွားပြီလက်မလေးတွေတစ်ချက်နှိပ်သွားပြီပေါ့နော်လက်မလေးတစ်ချက်နှိပ်သွားပြီပေါ့နော်ကဲဒါဆိုရင်ပြမယ်ပထမ3ရက်ကမနက်ပိုင်းနောက်ပိတ်နဲ့ညနေပိုင်းထိပ်စီ11လို့ခေါ်တယ်ပေါ့နော်ဒီ11နှစ်ပင်ကိုကျွန်တော်တို့ကယူပြီးတော့ဒီလာမဲ့2ရက်အတွက်ကိုအပီးထွက်မဲ့မွေးကနန်း3ခွက်ကိုကျွန်တော်တို့ထုတ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီလိုပေါ့နော်ဒီလိုလေးဘယ်လိုထုတ်မလဲဆိုရင်တော့ကျွန်တော်ပြောပြမယ်ဒီတပင်မှန်ခဲ့ရင်နောက်ထပ်တနင်္လာအင်္ဂါဗုဒ္ဓဟူးပြီးတဲ့အခါနောက်တစ်ပတ်ဒီတိုင်းလဲဒီနီးနဲ့ထပ်ပြီးကျွန်တော်တို့တွေ3ခွက်ထက်နဲ့တေးကြမှာအပီးမွေးပြီးတော့ထုလို့ရပါမယ်ကဲအဲ့တော့ဒီလိုကြည့်ရအောင်ဘယ်လိုထုတ်မလဲဆိုတာကဲဒီ11ကနေဘယ်လိုထုတ်မလဲဆိုတော့ဒီ11ရဲ့ဒီမနက်ပိုင်းဗုဒ္ဓဟူးနေ့ညနေပြောမှာဗုဒ္ဓဟူးနေ့မနက်ပိုင်းနောက်ပိတ်မနက်ပိုင်းနောက်ပိတ်တွေကိုသူကလုံးပိုင်းအနေနဲ့ယူထားတာဖြစ်တယ်နော်ဒီမှာဆိုရင်ဒီမှာဆိုရင်1နော်ဒီမှာဆိုရင်6ဒီတစ်ခေါက်လာမှာဆိုရင်3အဲ့တော့ဗုဒ္ဓဟူးနေ့ညနေပိုင်းထိပ်စီးကနန်းကိုတစ်လုံးတိုးပြီးတစ်လုံးလျှော့ပြီးကျွန်တော်တို့3ခွက်ထဲအပြီးဆွဲတာဒီချာလေးကြည့်ပြီနော်အဲ့တော့ထိပ်စီးကနန်းကဗုဒ္ဓဟူးနေ့နောက်ပိတ်ညနေထိပ်စီးကနန်းဒီဗုဒ္ဓဟူးနေ့ညနေထိပ်စီးကနန်းဒီ6ဖြစ်တယ်အဲ့တော့9 8 9 9 50 9 8 9 9 50ဆိုပြီး3ခွက်ထဲနဲ့မွေးထိုးရမှာအဲ့တော့ကျွန်တော်တို့ကဒီမှာဘာထွက်လဲဆိုတာတစ်ချက်ကြည့်85ထွက်ပါတယ်နော်ဒီမှာကဒီစလုံးပိုင်းကို1 2 1 3 1 4ဆိုပြီးတော့3ခွက်ထွက်တာဒီမှာဘာထွက်လဲဆိုတော့ဒီမှာ31ထွက်ပါတယ်ပေါ့နော်ကဲဒီတစ်ခါက6တလုံးပိုင်း6တလုံးပိုင်းကို2ဆိုတော့တလုံးတိုးတလုံးလျှော့တော့1ကိုတလုံးလျှော့တော့1တလုံးတိုးတော့3ဆိုတော့1 2 3ဆိုတော့6 1 6 2 6 3အဲ့တော့ဘာထွက်လဲ63ထွက်ပါတယ်နော်63ထွက်ပါတယ်ကဲအခုလာမဲ့အချိန်မှာမိုးရမဲ့3ခွက်တယ်အဲ့တော့ဒိုးက3ဆိုတော့3တလုံးပိုင်ယူထားတယ်နောက်ဖက်ဒီညနေပိုင်းထိပ်စီက6ဆိုတော့9 6ခွန်ရမယ်ပေါ့နော်ကီအဲ့တော့3 5 3 6 3ခွန်အဲ့တော့35ဒီဒီမှာမနေ့ကပေါ့နော်ဗိုလ်ရူးနေမနေ့ပိုင်းထွက်ထားတဲ့ကနန်းဖြစ်တယ်ထွက်ပြီးသားပြန်ကြကနန်းဒါပေမဲ့ပြန်ကြကနန်းလည်းပြန်ထည့်မွေးပါဘာဖြစ်လို့လဲဆိုတော့ပြန်ကြကြောက်ကလို့ဘာကြောင့်ပြန်ကြကြောက်ကလည်းခြေဆရာကြီးတွေရဲ့မူတွေ formula တွေကိုတစ်ချက်ပြန်ထောက်ကြည့်လိုက်နက်ခတ်လာပြီးတော့အခါတိုင်းပြန်ကြဆင်းတက်သည်ဆိုတာရှိပါတယ်နော်ရှိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီပြန်ထည့်ပြီးထိုးပါနော်3 5 3 6 3ခွန်ဒီလေးချိန်မှာဒီ3ခွက်ထဲကိုအဓိကမွေးပြီးတော့အားထိုးပါအဆင်ပြေကြပါစေလိုက်ရန်ရှယ်လေးတွေလက်မလေးတွေတစ်ချက်နှိပ်သွားပေးပါဦးနော်